ထိုင်ဝမ်သို့လက်နက်အများပြားရောင်းချမှာဖြစ်ကြောင်းဝါရှင်တန်ကကြေညာပြီးနောက်သတင်းတစ်ပတ်ကြာမှတရုတ်ကအမေရိကန်ကာကွယ်ရေးကုမ္ပဏီ20နဲ့အမှုဆောင်ရရှိ10ဦးကိုဒီဇင်ဘာလ26ရက်မှာတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်လိုက်ပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေအရအဲ့ဒီကုမ္ပဏီတွေရဲ့တရုတ်နိုင်ငံရှိပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းမှာဖြစ်ပြီးလူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေတရုတ်နဲ့ဆက်သွယ်ခွင့်တားမြစ်ခံရမှာဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။ကုမ္ပဏီတွေထဲမှာ Northrop Grumman System Corporation, L3 Harris Maritime Service နဲ့ Boeing ကုမ္ပဏီတို့ပါဝင်ပြီးလူပုဂ္ဂိုလ်တွေထဲမှာ Andrew Industry ကာကွယ်ရေးလုပ်ငန်းတည်ထောင်သူ Paul Marlecki လည်းပါဝင်ပါတယ်။သူတို့အနေနဲ့တရုတ်နိုင်ငံမှာစီးပွားရေးလုပ်ခွင့်မရှိတော့ဘဲပြည်ဝင်ခွင့်လည်းတားမြစ်ခံရတာဖြစ်ပါတယ်။ထိုင်ဝမ်သို့ဒေါ်လာ10ဘီလီယံကျော်တန်ဖိုးရှိတဲ့လက်နက်တွေရောင်းချမယ်ဆိုတဲ့အမေရိကန်ရဲ့ကြေညာချက်ကြောင့်ဘေကျင်းကိုဒေါသထွက်စေခဲ့ပါတယ်။